ကငါးပဲဒီလိုမငယ်တော့ဘူးကွာတော့ဘာစဉ်းစားနေဒီအမင်းနေရတော့မင်းငါဖမ်းထားလိုက်တော့ကိုအောင်ဖို့ပဲ စင်ကလေးသေးလေးချီ ဒီကငါးဘူးပဲ စင်ကလေးချီ လောကကောင်းလေးကောင်ဘူးဒီမှာတကောင် တော်သေးတော့ချီရကျန်းနေ အကောင်ကြီးကစစ်ကြောက်သိတယ် ကောင်းကြီးကနှစ်ထွား နှစ်ထွားနော်ကိုဆရာဆင်းသုံးကောင်ဒီထဲမှာရှိမှာစားနေမှာတို့ကလူကရုပ်ကနေတွေ့တော့ထိုးလိုက်တာ လူ3ယောက်က4ယောက်ပါမှာ3ယောက်ကဟိုဘက်ကိုပြေးသူတယောက်တည်းကဒီဘက်ကို꿰ပြီးတော့ပြေးလာမှာဒီကြမြောင်လေးတော့ပြေးလာမှာသူဒီမှာချော်လဲလူစင်ကဒီကိုလိုက်လာပြီးသူမိသွားတယ်ဒီမဒီချောင်းလေးကဟိုကြောက်တုံးကြောက်ဆောင်လေးကဲများတဲ့ခါကျတော့သူချော်လဲလိမ့်မှသူမိသွားမှသူစင်ကနင်းချီပဲနင်းပလိုက်တဲ့ခေါင်း ဒီဘာတူတရားထဲပဲဒီကိုပြလိုက်လိုက်ရတူတရားပဲလိုက်တော့ ကျန်တဲ့3ယောက်ဟိုဘက်ပြေးသွား ဟိုဘောကပတ်ပဲ ဟိုဘက်တက်ပြေး အဲ့လိုတော့နော် ဒါသားရဲ့ပြေးတာ သူ့ဖေး ကျွန်တော်တော့ဆရာ ကြက်ကြက်နဲ့တလားလုံးပြင်းနေတယ်ဘောလုံးကိုဆိုကမှ ဆရာဒီလို ပြောတာသူဒေဝလူပြော အေး तू ကစမ်း तू ကစမ်း ဆန်းထဲမှာပြေးတာ မဟုတ်ဆိုင်းရဒီလိုစမ်းမခေါ်ရတဲ့ဝင်ကြည့်တာ ဟောသူက ကျွန် စမော တော် က် တို့ လေး က ကိုပြေးတာ ကဘာ မတ်ဆင်ပြေးရင်ဆင်တဲ့ကပောက်ကိုပြေးအောင်ဆ ဟု င် တ် လိုက် ဟုတ်လေကျွန်တော်တို့ကကဘာ ကပောက်ကိုပြေးအောင်သူကအဲ့ဆန်းတဲ့ဝင်ပြေးတော့ အဲ့မှာလည်းကျေးဇူးအဖို့မရင်တို့လှေပြီးတော့ကျွန်တော်မီးပါတော့ပေါ့တာပါလေတစ်စင်းက နားဆရာအဲ့နေ3ဝါစီ လာမယ်ဟိုဘာဆင်းရလာမယ်သုံးကောင်လာမယ်သုံးကောင်နဲ့လူ၄ယောက်နဲ့ထိတဲ့တိုးမယ်ထိတဲ့တိုးတော့3ယောက်ကဒီပေါ်တက်ပြေးမယ်ဟိုတယောက်ကကျိုးရဲဝင်ပြေးတယ်ချော်လဲတယ်နင်းခံရတယ်သူဒီကနေကြည့်ဆိုဒီဆင်အုပ်ပဲမင်းညတတ်တာနော်ရှေ့ဆင်မဆင်မတော်တော်ဆော်ရတယ်3ကောင်အလဲမှာ1ကောင်ပါတယ်ရုပ်ကိုကြည့်ပါလားပြေဆုပ်ဆုပ်နေမင်းည တက်တာအကြီးကောင်မဟုတ်အနောက်ကောင်အလက်ကောင်ပဲတော့စင်ကလူတက်တဲ့ဖြစ်ပြလေးဖြစ်သလိုတခါတည်းရန်လူတွေကတော့စင်ကိုတက်ဖြတ်ပြီးတော့ရေကုန်ခွာတိုင်းပါလေဖြစ်ကြတယ်ဒါတော့လူတွေကလည်းညဘက်ဟိုညနေဆောင်အချိန်ညဘက်တွေမှာတော်တဲ့ကိုမလာသင့်ဘူးဆင်းနေအဲ့ချိန်တွေမှာဆင်းနေကထွက်ပြီးတော့ကျက်စားတဲ့ချိန်ဖြစ်တဲ့လူတွေအနေရှိနိုင်တယ်လူတွေကတော့ဆင်းကတော့လူကိုရှောင်မှာမဟုတ်ဘူးလူကသာဆင်းဟိုရှောင်မှုလိုအပ်တယ် ညနေခင်းနေဝင်ကြီးတရော့ချိန်သတိကြီးစွာသွာလာနေတိုင်မှာစင်းနှင်းတွေ့ဆုံမှာကတစ်ပင်သို့မဟုတ်တောင်ကုန်းပေါ်တက်ပြေးပါ